အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့အင်္ဂလိပ်စာလေ့လာနေသူတွေအတွက် English pattern တွေကိုအဓိကထားတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်အတူတူလေ့လာကြည့်ရအောင်ပထမဆုံး pattern လေးကတော့ subject BB ကတော့ဒါတည့်အတိုင်းပဲ MS was will ပြောတာ doll blood in fine ရှိပါတော့အဲ့တော့ဒီ pattern ရဲ့အဓိပ္ပာယ်ကတစ်ခုခုမှပြင်းစရာကောင်းတယ်လို့ပြောချင်တာဒီ doll ရဲ့အဓိပ္ပာယ်ကပြင်းစရာကောင်းတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုတာကြည့်ကြည့်အောင် She's dull in teaching she is သူမပေါ့နော် dull ပြင်းစရာကောင်းတယ်ဘာမှလဲဆိုရင် in teaching စာသင်တဲ့နေရာမှာအဲ့တော့သူမစာသင်နေတာပြင်းစရာကောင်းတယ်ပြင်းစရာကြီးပေါ့နော်အဲ့လိုမျိုး You're dull in talking you are မင်းကပေါ့နော် dull ပြင်းဖို့ကောင်းတယ်ဘာမှလဲဆိုရင် in talking စကားပြောတဲ့နေရာမှာအဲ့တော့မင်းစကားပြောနေတာပြင်းစရာကောင်းတယ် He is dull in walking he is သူကပေါ့နော် dull ပြင်းဖို့ကောင်းတယ်ဒါမှမဟုတ်ပြင်းစရာကောင်းတယ်ဘာမှလဲဆိုရင် in working အလုပ်လုပ်နေတာပေါ့အဲ့တော့သူအလုပ်လုပ်နေတာပြင်းစရာကောင်းတယ်အဲ့တော့ဒီ pattern ကတစုံတစ်ယောက်ဒါမှမဟုတ်တစ်ခုခုကပြင်းစရာကောင်းတယ်လို့ပြောချင်တယ်ဆိုရင်ဒီ pattern လေးကိုတွဲပြီးတော့သုံးလို့ရပါတယ်အဲ့တော့နောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern ကကြတော့ don't despair of blood find you ပေါ့နော်ဒီ pattern လေးရဲ့အဓိပ္ပာယ်ကကြတော့တစ်ခုခုလုပ်နေတဲ့နေရာမှာစိတ်မပြတ်လိုက်ပါနဲ့လို့ပြောချင်တာပေါ့နော်အဲ့တော့ despair ရဲ့အဓိပ္ပာယ်ကစိတ်ရငယ်တာနောက်တစ်ခုကတော့စိတ်ပြတ်တာပေါ့နော်အဲ့တော့ကြည့်ကြည့်အောင် Don't despair of learning English Don't despair စိတ်မပြတ်ပါနဲ့ပေါ့နော်ဘာမှလဲဆိုရင် of learning English အင်္ဂလိပ်စာလေ့လာတာစိတ်မပြတ်ပါနဲ့ဒါမှမဟုတ်စိတ်ရမငယ်ပါနဲ့လို့ပြောချင်တာပေါ့နော်နောက်ထပ်စာကြောင်းလေးကကြတော့ Don't despair of helping them Don't despair of အဲ့တော့စိတ်မပြတ်ပါနဲ့ဒါမှမဟုတ်စိတ်မပြတ်လိုက်ပါနဲ့ပေါ့နော်ဘာမှလဲဆိုရင် helping them သူတို့ကိုကူညီပေးနေတာကိုစိတ်မပြတ်လိုက်ပါနဲ့အနောက်မှာ define ကြည့်လိုက်မယ်ပေါ့နော်နောက်ထပ်စာကြောင်းလေးကတော့ Don't despair of working here Don't despair of စိတ်မပြတ်ပါနဲ့ working here ဒီမှာအလုပ်လုပ်နေရတာကိုစိတ်မပြတ်လိုက်ပါနဲ့အဲ့တော့ပြန်ပြောမယ်ဆိုရင်ဒီ pattern လေးဟာတစ်ခုခုလုံးနေရတာကိုစိတ်မပြတ်လိုက်ပါနဲ့လို့ပြောချင်တယ်ဆိုရင်ဒီ pattern လေးကိုတွဲပြီးတော့သုံးလို့ရပါတယ်အဲ့တော့နောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern က there is no harm in blood find ပေါ့နော်ဒီ pattern ရဲ့အဓိပ္ပာယ်ကကြတော့တစ်ခုခုလောက်တာမှအနေရမရှိပါဘူးလို့ပြောချင်တာဆိုရင်ဒီ pattern လေးကိုသုံးလို့ရတယ်အဲ့တော့ harm ရဲ့အဓိပ္ပာယ်ကဒုက္ခရောက်တာပေါ့နော်တစ်ခုခုထိခိုက်နေတာပေါ့အဲ့ဒါကိုမှရှေ့က there is no နဲ့တွဲလိုက်တော့အနေရမရှိဘူးဖြစ်သွားတယ်ပေါ့နော်အဲ့တော့စာကြောင်းတွေကိုကြည့်ကြည့်အောင် There is no harm in eating rice There is no harm အနေရမရှိပါဘူးဘာမှလဲဆိုရင် in eating rice ထမင်းစားတာအနေရမရှိပါဘူး There is no harm in going there There is no harm အနေရမရှိပါဘူးဘာလဲဆိုရင် in going there အဲ့ဒီကိုသွားတာအနေရမရှိပါဘူး There is no harm in doing it There is no harm အဲ့ဒါအနေရမရှိပါဘူးဘာလဲဆိုရင် in doing it အဲ့ဒါကိုလုပ်တာအနေရမရှိပါဘူးဒီ pattern လေးလည်းလွယ်ပါတယ်အဲဆိုနောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern က subject who past tense ပေါ့နော်ဒီသူ့ရဲ့ဒီ pattern ရဲ့အဓိပ္ပာယ်ကခဲ့တဲ့သူပေါ့နော်ဥပမာဆိုရင်တခုခုလုပ်ခဲ့တဲ့သူဘယ်ကိုသွားခဲ့တဲ့သူဘာလုပ်ခဲ့တဲ့သူဒီလိုမျိုးပြောချင်တာဆိုရင်ဒီ pattern ကိုသုံးလို့ရတယ်အဲ့တော့အတူတူလေ့လာကြည့်အောင် The man who came here အဲ့တော့ the man ကဒီနေရာမှာ subject ဒီမှာဆိုလို့ရှိရင်ဒီ subject ကိုအထူးပြုချင်တာပေါ့နော်အဲ့တော့ who came here came ကလာတယ်ပေါ့နော်ဒီမှာ past tense ဆိုတော့လာခဲ့တယ်ပေါ့နော်အဲ့တော့ who came here ဒီကိုပေါ့နော်အဲ့တော့ဒီကိုလာသွားခဲ့တဲ့လူကြီးအဲ့တော့ who ကကြတော့သူကလူပဲရှင်ညွှန်းမှာပေါ့နော်နောက်ထပ်စာကြောင်းဆက်ပြီးတော့ကြည့်ကြည့်အောင် The girl who told it the girl ကောင်းပါလိမ့်ပေါ့နော် who told it told ကပြောခဲ့တာပေါ့နော်ဒီ tell ရဲ့ past tense အဲ့တော့ it ကဒီမှာအဲ့ဒီကိုရည်ညွှန်းချင်တာပေါ့နော်အဲ့တော့အဲ့ဒီအကြောင်းကိုပြောခဲ့တဲ့ကောင်မလေး The teacher who went to Japan the teacher ဆရာပေါ့နော်အဲ့တော့ who ကိုခဏဖြုတ်ထားမယ်ဆိုရင် went to Japan ဂျပန်ကိုသွားခဲ့တဲ့ဆရာအဲ့တော့ who လေးနဲ့ပြန်ကပ်လိုက်မယ်ဆိုရင်အတူပဲပေါ့နော်ဂျပန်ကိုသွားခဲ့တဲ့ဆရာလို့ပြောချင်တာအဲ့တော့ who တွေဆိုရင်လူတွေကိုရည်ညွှန်းတယ်ပေါ့နော်ဒီ pattern လေးလည်းလွယ်ပါတယ်အဲ့ဒါဆိုနောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern ကကြတော့ do
verb 1ပေါ့နော်သူကကြတော့ဒီအမိန့်ပေးတာလေးလေးနက်နက်မေတ္တာရက်ခံမယ်ဒါမှမဟုတ်အမိန့်ပေးလို့တဲ့အခါမျိုးမှာဆိုရင်ဒါကိုသုံးတယ်အဲ့တော့ do you see me tomorrow ကဒါမနက်ဖြန်ပေါ့နော်အဲ့တော့မနက်ဖြန်ငါ့ကိုတွေ့ပါလို့ပြောချင်တာ do close the gate close ကပိတ်တယ်ဒါ GG gate က gate ပေါက်ပါပေါ့နော်အဲ့တော့ gate ပေါက်ပါအဲ့တော့ do close the gate gate ပေါက်ပိတ်ပါ do read this read ကဖတ်တယ်အဲ့တော့ဒါကိုဖတ်ပါဒီ pattern လေးကကျတော့အရန်ကိုလွယ်ပါတယ်အဲ့တော့နောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern ကကျတော့ I have the right to blood valve ပေါ့နော်သူကကျတော့ဒီကိုကတခုခုမှာခွင့်ရှိရလို့ပြောချင်တာဥပမာဆိုရင်ပြောပိုင်ခွင့်ရှိရနေပိုင်ခွင့်ရှိရသွားပိုင်ခွင့်ရှိရနေထိုင်ပိုင်ခွင့်ရှိရတခုခုမှာခွင့်ရှိတာမျိုးဆိုရင်ဒီ pattern ကိုသုံးလို့ရတယ်အဲ့တော့ကြည့်ကြည့်အောင် I have the right to say ကပြောတာပေါ့နော်အဲ့တော့ I have the right to နဲ့ပေါင်းလိုက်တော့ခွင့်ရှိရအဲ့တော့ငါမှာပြောပိုင်ခွင့်ရှိရလို့ပြောချင်တာနောက်ထပ်စာကြောင်းလေးကကြာ I have the right to ask I have the right to ငါမှာခွင့်ရှိရဟုတ်ပြီဘာခွင့်ရှိရလဲ ask မေးမယ်အဲ့တော့ငါမှာမေးပိုင်ခွင့်ရှိရ I have the right to be a teacher I have the right ငါမှာခွင့်ရှိရဘာလဲဆိုရင် to be a teacher ဆရာဖြစ်ခွင့်ရှိရဒီမှာဆိုရင်တခုခုဖြစ်ချင်တာမျိုးဆိုရင် be လိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်နောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern ကကျတော့ I wish that person were now လိုက်မယ်ပေါ့နော်အဲ့တော့ဒီ pattern ကကျတော့မဖြစ်နိုင်တာကိုပြောချင်တဲ့အခါမျိုးမှာဆိုရင်ဒီ pattern ကိုသုံးတယ်ဥပမာဆိုရင်ငါကတော့ဒီမင်းသားဖြစ်ခဲ့ရင်ပေါ့နော်ဘာဖြစ်မှာပေါ့ဒီလိုမျိုးပြောချင်တာမျိုးဆိုရင်ဒီ pattern သုံးမယ်အဲ့တော့ I wish I were a good student I wish ဆိုတော့ I wish ကငါဆုတောင်းနေတာမဟုတ်ကောင်းပါပဲပေါ့နော် I were a good student ငါကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့ရင်သိကောင်းပါပဲအဲ့တော့သူ့ရဲ့ pattern ရဲ့အဓိပ္ပာယ်ကတခုခုဖြစ်ခဲ့ရင်သိကောင်းပါပဲလို့ပြောချင်တာမဖြစ်နိုင်တဲ့ကိစ္စကိုပြောရတဲ့အတွက်ကြောင့်မို့လို့ were ပဲသုံးပါတယ် was ကိုမသုံးပါဘူးအဲ့တော့ I wish I were rich I wish ဆိုတော့သိကောင်းပါပဲဘာလဲဆိုရင် I were rich ငါချမ်းသာခဲ့ရင်သိကောင်းပါပဲဒီလိုမဖြစ်နိုင်တဲ့ကိစ္စမျိုးပြောမယ်ဆိုရင်ဒီ I wish I were နဲ့သုံးရပါတယ်အဲ့တော့နောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern ကကျတော့ if subject were blood person ပေါ့နော်သူကလည်းခုနဟာနဲ့နည်းနည်းလေးဆင်နေပေါ့နော်အဲ့တော့သူလည်းအဲ့လိုပဲတခုခုမှဖြစ်ခဲ့လင်းတို့ပါတော့သူကကျတော့ဒီမဖြစ်သေးတဲ့ကိစ္စဒါမှမဟုတ်မဖြစ်နိုင်တဲ့ကိစ္စပေါ့နော်အဲ့ဒါမျိုးဆိုရင်ဒီဟာလေးကိုသုံးလို့ရတယ်အဲ့တော့ if she were my friend if လေးပါလာတာနဲ့ဒါကမဖြစ်သေးတဲ့ကိစ္စပေါ့နော်အဲ့တော့ if she were my friend သူမငါတငယ်ချင်းဖြစ်ခဲ့လေ if I were you ငါသာမင်းနေရာမှာဆိုရင် if you were me မင်းသာငါနေရာမှာဆိုလေအဲ့ခုန pattern လေးလည်းလွယ်ပါတယ်အဲ့ဒါဆိုရင်နောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern က if subject be နောက်မှာ verb 3လိုက်မယ်ပေါ့နော်အဲ့တော့သူရဲ့ဒီ pattern ရဲ့အဓိပ္ပာယ်ကတခုခုမှာခံရလျင်လို့ပြောချင်တာအဲ့တော့ဘယ်လိုမျိုးလဲဆိုတာကြည့်ကြည့်အောင် if he is told အဲ့တော့ told က tell ရဲ့ဒီနေရာမှာဆိုရင်ဒါ verb 3သုံးထားတဲ့အတွက်ကြောင့်မို့လို့ verb 3ပေါ့နော် tell told ပေါ့နော်ဒီ verb 3ကိုသုံးထားတယ်အဲ့တော့သူအပြောခံရလျင်လို့ပြောချင်တာ if ပါတဲ့အတွက်ကြောင့်မို့လို့မဖြစ်သေးတဲ့ကိစ္စပေါ့နော်ဒီခံမှန်းတာတို့ဘာလို့ဒီလိုမဖြစ်သေးတဲ့ကိစ္စမျိုးတွေဆိုလို့ရှိရင်ဒီ if လေးလိုက်တယ်ပေါ့နော်အဲ့တော့နောက်ထပ်စာကြောင်းကြည့်ကြအောင်နောက်ထပ်စာကြောင်း if they are taught အဲ့တော့ if they are သူတို့တခုခုခံရလိမ့်မယ်နော်အဲ့တော့ဘာခံရလိမ့်လဲဆိုရင် taught အဲ့တော့ taught ကစာသင်တာပေါ့နော်အဲ့တော့သူတို့စာသင်ပေးခံရလိမ့် taught ကဒီနေရာမှာ teach ရဲ့verb 3ကိုသုံးထားရပေါ့နော်အဲ့တော့နောက်ထပ်စာကြောင်းက if you are given if you are မင်းတခုခုခံရလေအဲ့တော့ဘာခံရမှာလဲနောက်က verb ကိုကြည့်ကြည့်အောင် given အပေးခံရတယ်အဲ့တော့မင်းအပေးခံရလျင်နောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern လဲခုန pattern လေးနဲ့ဆင်တူတယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်အောင် if it is ဒါမှမဟုတ် was verb 3ပေါ့နော်သူကကြတော့ပြီးလျင်တခုခုပြီးလျင်လို့ပြောချင်တာအဲ့ဒါဆိုရင်ဒီ pattern ကိုသုံးမယ် if it is done ကဒီမှာပြီးတာပေါ့နော်အဲ့တော့အဲ့ဒါပြီးလျင်
ဘာဖြစ်မှာလဲဒါလည်းမဖြစ်သေးတဲ့ကိစ္စမျိုးဆိုရင်ဒီ if ကအမြဲတမ်းလိုက်တယ်ပေါ့နော်အဲ့တော့ if it was done အဲ့ဒါပြီးခဲ့မယ်ဆိုရင်ခုနကတော့စာကြောင်းကကြတော့ is ပေါ့နော်အခုကကြတော့ was အဲ့တော့ခဲ့မယ်ဆိုရင် past tense ဖြစ်သွားတာအောင်အဲ့တော့နောက်ထပ်စာကြောင်းကကြတော့ if it was cleaned ကတန်ရှင်းလုပ်တာပေါ့နော်အဲ့တော့ feather သုံးတာတော့တန်ရှင်းလုပ်ပြီးခဲ့ပြီဆိုတော့ if it was cleaned တန်ရှင်းလုပ်ပြီးခဲ့မယ်ဆိုရင်အဲ့တော့ခုနပတ်တန်တွေကစင်တူပြီးတော့ရိုးရှင်းလဲလွယ်ကူတယ်ပေါ့နော်အဲ့တော့ရမယ်လို့လည်းမျှော်လင့်ပါတယ်အဲဆိုနောက်ထပ်ပတ်တန်ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ်ပတ်တန်ကကြတော့ while blood vine သူကကြတော့ဒီစင်တွင်လို့ပြောချင်တာတခုခုလုံနေစင်တွင်ပေါ့နော်ဘာဖြစ်မှာအဲ့လိုမျိုးပေါ့အဲ့တော့ကြည့်ကြည့်အောင် while coming while စင်တွင်တခုခုလုံနေစင်ပေါ့အဲ့တော့ဘာလဲဆိုရင် coming လာတယ်ပေါ့နော်အနောက်က vine အဲ့တော့လာနေစင်တွင် while going ကသွားတယ်အဲ့တော့ while နဲ့ပေါင်းလိုက်တော့သွားနေစဉ်တွင် while sleeping ကအိပ်နေတာအဲ့တော့ while နဲ့တွဲလိုက်တော့အိပ်နေစဉ်တွင်နောက်ထပ် pattern ကိုဆက်ပြီးသွားလိုက်အောင်နောက်ထပ် pattern က if subject has or have blood feathery ပေါ့နော်သူကကြတော့တခုခုပြီးလျင်လို့ပြောချင်တာသူလည်းမသေးကြတဲ့ကိစ္စမျိုးပြောချင်တာဆိုတဲ့အတွက်ကြောင့်မို့ if ပါတယ်အဲ့တော့ကြည့်ကြည့်အောင် if you have come အဲ့တော့ if လျင်ပေါ့နော်အဲ့တော့ you have come ဒီမှာ feathery သုံးတယ် come ကဒီနေရာမှာ feathery သုံးထားရပါတော့အဲ့တော့မင်းလာပြီးလျင် if she has eaten ကဒါကစားပြီးပြီပေါ့နော်အဲ့တော့ if လေးနဲ့တွဲလိုက်တော့ if she has eaten သူမစားပြီးလျင် if you have done it for me အဲ့တော့ done ကပြီးတာပေါ့နော်အနောက်က for me ကတော့ငါအတွက်အဲ့တော့she ရဲ့စာကြောင်းနဲ့ပြန်ပေါင်းလိုက်မယ်ဆိုရင် if you have done it for me မင်းအဲ့ဒါကိုငါအတွက်လုပ်ပေးပြီးလျင်လို့ပြောချင်တာအဲ့တော့ဒီ pattern ကလည်းလွယ်ပါတယ်အဲ့တော့နောက်ထပ် pattern ကိုဆက်ပြသွားလိုက်ရအောင်နောက်ထပ် pattern က subject both blood for one both ရဲ့အဓိပ္ပာယ်ကနှစ်ယောက်ဒီနှစ်ခုနဲ့ပတ်သက်တာတွေကိုပြောချင်တာပေါ့နော်အနောက်ကတော့ for one နေလိုက်မယ်အဲ့တော့ကြည့်ကြည့်အောင် my parents both like traveling my parents both အဲ့တော့ကျွန်တော်မိဘနှစ်ပါးလုံးက like ကြိုက်ကြတယ်ပေါ့နော်နှစ်သက်တယ်ဘယ်ပါလဲဆိုရင် traveling အဲ့တော့ခီးသွားတာကိုနှစ်သက်ကြတယ်အဲ့တော့ကျွန်တော်မိဘနှစ်ပါးလုံးကခီးသွားတာကိုနှစ်သက်ကြတယ်အနောက်မှာက verb တွေလိုက်လို့ရပါတယ်အဲ့တော့နောက်ထပ်စာကြောင်းဆက်ပြီးကြည့်ကြအောင်နောက်ထပ်စာကြောင်းက they both speak English အဲ့တော့ they both သူတို့နှစ်ယောက်လုံးကအဲ့တော့ speak ပြောတယ်ဘာပြောရလဲဆိုရင် English စကားပြောတယ်အဲ့တော့သူတို့နှစ်ယောက်လုံးအင်္ဂလိပ်စကားပြောကြတယ်အဲ့ you both sit here you both မင်းတို့နှစ်ယောက်လုံး sit ထိုင်ပေါ့နော်ဒီမှာလဲဆို here ဒီမှာအဲ့တော့မင်းတို့နှစ်ယောက်လုံးဒီမှာထိုင်ကြလို့ပြောချင်တာအဲ့တော့နောက်ထပ် pattern ကိုဆက်ပြီးသွားလိုက်ရနောက်ထပ် pattern ကကြတော့ at all ရဲ့အဓိပ္ပာယ်ကလုံးဝလို့အဓိပ္ပာယ်ရတယ်သူကဗမာတွေမှာပို့ပြီးအသုံးပြုလဲဆိုရင်အငင်းဝကြတွေမှာအဓိကထားပြီးတော့အသုံးပြုတယ်အဲ့တော့ကြည့်ကြည့်အောင်I don't understand her at all. Or I don't understand her. ကျွန်တော်သူမကိုနားမလည်ဘူးပေါ့နော်ဘယ်လိုတော့နားမလည်ရလဲဆိုရင်နောက်က at all လေးထည့်လိုက်တော့လုံးဝနားမလည်ဘူးဖြစ်သွားတယ် She doesn't like it at all. She doesn't like it. သူမအဲ့ဒါမကြိုက်ဘူးလေအဲ့နောက်က at all လေးထည့်လိုက်မယ်လုံးဝဖြစ်သွားတယ်အဲ့တော့သူမအဲ့ဒါကိုလုံးဝမကြိုက်ဘူးမကြိုက်လို့နီးပါပေါ့နော် We don't know him at all. အဲ့တော့ we don't know himကျွန်တော်တို့သူ့ကိုမသိဘူး at all လေးထည့်လိုက်တော့လုံးဝမသိဘူးဖြစ်သွားတယ်အဲ့တော့ကိုကတခုခုမှလုံးဝမသိဘူးဆိုရင်ဒီ at all လေးထည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့တော့နောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern ကကြတော့ just for blood now ဒါမှမဟုတ် just for blood bro now ပေါ့နော်နောက်တစ်ခုကကြတော့ just for blood fine အဲ့တော့ just for ရဲ့အဓိပ္ပာယ်ကဒီအတွက်သားလို့ပဲပြောချင်တာအဲ့တော့ကြည့်ကြအောင် just for the students အဲ့တော့the students ကျောင်းသားကျောင်းသူများအဲ့တော့ share just for နဲ့တွဲလိုက်တော့အတွက်ပဲဖြစ်သွားအဲ့တော့ကျောင်းသားကျောင်းသူများအတွက်ပဲ just for Susu ဒါစုစုအတွက်ပဲ just for you မင်းအတွက်ပဲအဲ့တော့ဒီလိုစာကြောင်းလေးတွေကိုကြားဘူးမှာပေါ့နော် just for you ဆိုတဲ့စာကြောင်းလေးတွေကိုအဲ့တော့ဒီ pattern လေးကလည်းလွယ်ပါတယ်အဲ့ဒါဆိုရင်နောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်ရအောင်နောက်ထပ် pattern ကကြတော့ those who blood will would can could should must blood for one ပေါ့နော်အဲ့တော့
WHO who ကပြပြခဲ့တယ်လို့ပဲသူကလူတွေကိုအဓိကထားမှာလူတွေကိုပြောချင်တယ်ဆိုရင် who လေးထည့်ပြီးတော့ပြောရမယ်ပေါ့နော်အနောက်မှာက verb လေးလိုက်မယ်အဲ့တော့ကြည့်ကြည့်အောင် those who will come here or those အဲ့ဒီလူတွေပေါ့နော် who will come here ဒီကိုလာမဲ့သူတွေတခုခုလုံးမဲ့သူတွေတခုခုပေါ့နော်အဲ့လိုအနောက်မှာလူတွေရည်ညွှန်းမယ်ဘာလုံးမဲ့လူတွေဒီလိုမျိုးပြောချင်တာဆိုရင်ဒီ pattern ကိုသုံးလို့ရတယ် those who can come here or those အဲ့ဒီသူတွေကဘာလုံးမှာလဲ who can come here or ဒီကိုလာနိုင်တဲ့သူတွေ those who must come here must ကသူရဲ့အဓိပ္ပာယ်ကဖြစ်ကိုဖြစ်ရမယ်ပေါ့နော်လုပ်ကိုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့တော့ဒီကိုလာရမယ့်သူတွေ those who should come here should ကကြတော့ဒီသင့်တယ်လို့ပြောချင်တာပေါ့နော်အဲ့တော့ those အဲ့ဒီလူတွေ who should come here ဒီကိုလာသင့်တဲ့သူတွေ those who could come here those အဲ့ဒီလူတွေ who could come here ဒီကိုလာနိုင်ခဲ့တဲ့သူတွေပေါ့နော်အဲ့တော့ those who would come here those အဲ့ဒီလူတွေ who would come here ဒီကိုလာချင်တဲ့သူတွေနောက်ထပ် pattern ကိုဆက်ပြီးသွားလိုက်ရအောင်နောက်ထပ် pattern ကတော့ those who should be black noun or adjective ပေါ့နော်သူရဲ့အဓိပ္ပာယ်ကတော့တခုခုဖြစ်တင်တော်သူများလို့ပြောချင်တာ should ရဲ့အဓိပ္ပာယ်ကတင့်တာပေါ့နော်တင့်တော်လို့ပြောချင်တာအဲ့တော့ကြည့်ကြည့်အောင် those who should be teachers those အဲ့ဒီသူတွေပေါ့နော် who should be teachers အဲ့တော့ကျောင်းဆရာဖြစ်တဲ့သူတွေ should ကတင့်တယ်ပေါ့နော်ဒီနေရာမှာလဲ who ကလူတွေကိုပဲရည်ညွှန်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ who တွေသုံးတယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်အောင် those who should be rich those အဲ့ဒီသူတွေပေါ့နော်ဘာဖြစ်တယ်လဲဆိုရင် who should be rich ချမ်းသာတဲ့သူတွေ those who should be honest those အဲ့ဒီသူတွေပေါ့နော် who should be honest ရိုးသားတဲ့သူတွေအနောက်မှာ noun ဒါမှမဟုတ် adjective တွေလိုက်မယ်အဲ့တော့ဒီ pattern လေးလည်းလွယ်ပါတယ်အဲဆိုနောက်ထပ် pattern ကိုဆက်ပြီးတော့သွားလိုက်အောင်နောက်ထပ် pattern က those who are black fine ကြီးသူရဲ့ဒီအဓိပ္ပာယ်ကတော့တခုခုလုံးနေတော်သူများလို့ပြောချင်တာအဲ့တော့ကြည့်ကြအောင် those who are coming those အဲ့ဒီသူများပေါ့နော်အဲ့ဒီသူတွေပေါ့ဘာလဲဆိုရင် who are coming ကလာတယ်ပေါ့နော်အဲ့တော့လာနေတော်သူများလို့ပြောချင်တာတခုခုလုံးနေတော်သူများဒီညမှာလဲလူတွေပဲရည်ညွှန်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အလယ်မှာ who တွေပဲသုံးတာပါအဲ့တော့ those who are learning English those အဲ့ဒီသူများပေါ့နော် who are learning English learning လေ့လာမယ်ဘာလဲဆို English အဲ့တော့ English စာလေ့လာနေကြတော့သူများ those who are living in the city those အဲ့ဒီလူတွေက living in the city မြို့ထဲမှာနေကြတယ်အဲ့တော့ who are living in those who are living in the city အဲ့တော့မြို့ထဲမှာနေကြတော့သူများ those who are gossiping those အဲ့ဒီသူများပေါ့နော် who are gossiping အတင်းပြောနေကြတော့သူများ gossip ကအတင်းပြောတာပေါ့နော်ဒီမှာတော့ fine ကြီးသုံးထားတယ်ပေါ့နော်ဒီစာကြောင်းလေးကဒီနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်နောက်ရက်တွေမှာလည်း English ဘာသာစကားနဲ့ပတ်သက်ပြီးနေ့စဉ်သင်ကြားပြသပေးမှာဖြစ်လို့စိတ်ဝင်စားရဆိုရင်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်